လင်းကလည်းရတကိုချစ်တယ်ရတကလည်းလင်းကိုချစ်တယ်1500အချင်းနဲ့ချစ်တာနော်ဒါပေမဲ့ဖွင့်မပြောဘာလို့ဖွင့်မပြောတာလဲသူတို့နှစ်ယောက်ကြားမှာရှိတဲ့တငယ်ချင်းဆိုတဲ့စီစောင့်ထင်းရမဲ့စီတွေကြောင့်ပေါ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှလည်းပကံနောက်ခံဝတ္ထုတွေကတအုပ်ဖြစ်တဲ့ဆီယာမခေရှင်းညိုရေးထားတဲ့နရတူဝတ္ထုလေးကိုပြပြပေးပါမယ်ဒီစာအုပ်ကလည်းပကံသမိုင်းအကြောင်းနည်းငယ်အချို့အခြေခံထားတယ်ကျွန်တော်တို့ကြေကွဲလူငယ်တွေအကုန်လုံးခံစားမှုကြမဲ့တစ်ဖက်သက်အချစ်ဒါလေးကိုလည်းအမြင်တွေ့ရပါလိမ့်မယ်နောက်ပြီးတော့မိဘမဲ့ကလေးတွေရဲ့ဘဝတချို့ကိုဝင်ပြီးတော့ခံစားလို့ရမယ်စာအုပ်တအုပ်ပါဆီယာမကစာအုပ်တအုပ်ထင်းနဲ့နေရာပေါင်းစုံကအရာတွေကိုရေးပြသွားတယ်အရတာရောတုတရောအချစ်လဲပါတယ်ကျွန်တော်တို့မှတ်သားစရာလေးတွေလည်းပါပါတယ်ဝတ္ထုအချင်းလေးကိုပြောပြပေးပါမယ်ဝတ္ထုရဲ့အဓိကဇာတ်ကောင်တွေကများတယ်လို့တော့ခံစားရတယ်ဘသူကအဓိကပါလို့တော့မပြောတတ်ဘူးအကုန်လုံးကလည်းသူ့နေရာလေးနဲ့သူဆိုတော့လေရသားနဲ့လင်းနဲ့ကအချစ်ဆုံးတငယ်ချင်းတယောက်မိဘမဲ့အကြောင်းမှာငငယ်လေးကလေးကအတူတူနေတယ်လင်းကနည်းနည်းလေးကြီးလာတဲ့အခါမှာမွေးစားမိဘတွေကခေါ်မွေးစားခြင်းကိုခံရတယ်ရသားကတော့ကြံခဲ့တာပေါ့ဒါပေမဲ့လင်းကဘဝမိမသွားဘူးသူနေခဲ့တဲ့နေရာလေးကိုပြန်ပြီးကြည့်ပြီးရှာပါတယ်လူလာလေးတွေဝယ်ပြီးတယ်လိုအပ်တာလေးတွေလုပ်ပြီးတယ်ရသားကတော့အဲ့ဒီအကြောင်းမှာသူတို့အကြောင်းကအမေလေးစုံကနေကဒီအမေလေးနေရာကိုဝင်ပြီးတော့ဦးစီးဦးဆောင်လုပ်ရတယ်အဲ့ဒီကေဟာကကလေးတွေကိုလင်းနဲ့ရသားနဲ့ကတော်တော်လေးချစ်ရှာပါတယ်ဖူးဖူးဆိုတဲ့တယောက်ကတော့သူတို့ရဲ့အချစ်တော်လေးပေါ့ဖူးဖူးကစိတ်ကစားတတ်တဲ့အရွယ်မှာရသားကိုချစ်မိသွားတယ်သူဘက်ကနေပြီးတော့ဒီရသားကနေပြန်ချစ်လာဖို့အတွက်လည်းကြိုးစားတယ်ဒါပေမဲ့ဖူးဖူးအတွက်ရလက်ကမကောင်းခဲ့ပါဘူးဖူးဖူးလည်းနောက်ပိုင်းကိစ္စလေးတခုဖြစ်ပြီးသွားတဲ့အခါမှာဒီရသားကလည်းပြန်မချစ်မှန်းသိရောနောက်ဆုံးပြီးလိုက်ပါတယ်အခုကတော့လင်းရဲ့အကြောင်းနည်းနည်းလေးပြောအောင်လင်းကသူ့အသက်30ပြည့်တဲ့အခါမှာအိမ်မက်တစ်ခုတည်းကိုရပ်ပေါင်း30တိတိဇက်တိုက်မှတ်တယ်နရတူမင်းနဲ့ပတ်သက်တာပေါ့အဲ့ဒီအိမ်မက်ကြောင့်ပဲပကံုံသွားဖို့အကြောင်းဖန်လာတယ်လင်းကပကြီးဆွဲတာကိုတိတ်ဝါသနာပါလားပြိုင်ပွဲတစ်ခုအတွက်ပကြီးတွေရဲ့အဲ့ဒီအိမ်မက်ရဲ့အကြောင်းပကံုံရောက်သွားတယ်အဲ့ဒီမှာထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့စပြီးကြုံရတယ်ဖြစ်တဲ့အကြောင်းအရာတွေကလည်းအိမ်မက်ထဲဟာတွေနဲ့ဆက်ဆက်နေတယ်လင်းကိုနိုင်လည်းအဲ့ဒါကိုခံစားမိတယ်နောက်ပြီးတော့ပကံမှာကောင်လေးတယောက်နဲ့ဆုံတယ်အဲ့ဒီကောင်လေးရဲ့နာမည်ကနရတူပါဟုတ်ပါတယ်ပထမဘဝတုန်းကဘယင်မှာအခုကတော့လူဝင်စားပေါ့လေအစမှာတော့လင်းကနရတူဆိုတဲ့နာမည်ကိုမသိသေးဘူးအဲ့ကောင်လေးကလည်းပြောမပြဘူးသူတို့တွေဆက်ဆက်မှုရှိနေတာကိုတော့ကောင်လေးဘက်ကနေသိတယ်အဲ့ဒီကောင်လေးကိုနိုင်လည်းသူ့အသက်15နှစ်ပြည့်တဲ့အခါမှာအိမ်မက်တစ်ခုတည်းကို15ရက်တိတိစတိုက်မှတ်ခဲ့တာလင်းမာကကိုမိုင်းဝေဆိုတဲ့ကောင်လေးတယောက်ရှိတယ်သူကတော့ဒါတွေကိုအယုံကြည်မရှိဘူးသို့ပေမဲ့လည်းသူကိုနိုင်ကအဲ့ဒီ story ထဲမှာ main character အနေနဲ့ပါဝင်ပတ်သက်နေရပါဘာကြောင့်လဲဆိုတော့ကျိန်စာအဲ့ဒီကျိန်စာကဘယ်လိုမျိုးလဲသူတို့နဲ့ရောဘယ်လိုမျိုးတွေပတ်သက်ခဲ့ကြတာလဲအဲ့ဒါကိုနောက်ထပ်ဆက်မဖြစ်အောင်ပြက်ပြဲသွားအောင်သူတို့လုံနိုင်လိုက်တာဒါတွေကိုစိတ်ဝင်စားဖွယ်ဖတ်ရှုရပါမယ်စာဖတ်နေရင်နဲ့အနောက်ခန်းကဘာဆက်ဖြစ်မလဲဘလို့အရာတွေလာမလဲဆိုတဲ့အတွေးတွေနဲ့အတူဝတ္ထုတွေကိုကိုကစီးမျောလိုက်ပါပြီးတော့ဖတ်ရမှာပါနောက်ဆုံးကတော့ happy ending လေးပါပဲကျွန်တော်ရလိုက်တဲ့ဘ ഹു တုတနဲ့ခံစားချက်လေးတွေကိုပြောပြပေးပါမယ်ဒီဝတ္ထုတွေကတော့အရန်ကိုလှပတဲ့တစ်ဖက်သက်အချစ်တွေကိုမြင်ရမှာပါပထမဆုံးဝတ္ထုရဲ့အစာပိုင်းတွေမှာကျွန်တော်အနေနဲ့ဖူးဖူးကိုတော်တော်လေးသနာပါတယ်သူ့ဘက်ကဘလောက်ပဲချစ်ချစ်ရသားရဲ့အချစ်ကိုမရခဲ့ပဲနဲ့စိန်ကားမှုတွေကိုပဲရခဲ့တယ်ကျွန်တော်တို့ရဲ့ crush လေးတွေလို့ပေါ့နော်တခါတရံမှာကျွန်တော်တို့ကကိုယ့်အပေါ်ကောင်းတဲ့သူတွေကိုယ့်ကိုချစ်တဲ့သူတွေကိုမမြင်မဲနဲ့ကိုယ့်ကိုမချစ်တဲ့သူစိန်ကားတဲ့သူတွေအပေါ်ကိုသွားပြီးတော့မေတ္တာထားတတ်ကြတယ်စဉ်းစားကြည့်ကျွန်တော်တို့ကလေအဲ့ဒီကျွန်တော်တို့အပေါ်ကောင်းတဲ့သူတွေကိုမမြင်တာမဟုတ်ဘူးအဲ့ဒီအရာတွေကိုသိတယ်ကိုနိုင်လဲခံစားမိတယ်ဒါပေမဲ့ဗာလဲသူမှမဟုတ်ရင်မချစ်ဘူးအဲ့တော့လေအသေးကွဲပေါ့ဒုတိယတစ်ယောက်ကတော့ကျော်သူရသူကတော့ဖူးဖူးကိုချစ်တာဖူးဖူးကကြာသူ့ကိုပြန်မချစ်ဘူးရတကိုချစ်တာရတကိုဖူးဖူးချစ်နေတာကိုလည်းကျော်သူရကသိတယ်ရှေ့ဆက်မတူဒီတိုင်းလေးပဲချစ်ပြီးတာဖူးဖူးကိစ္စတစ်ခုကြောင့်မိဘမဲ့ကြောင်းကထွက်သွားတော့လေသူတက်နိုင်တဲ့လောက်ထောက်ပံ့မိတယ်ကောင်လေးတစ်ယောက်နဲ့ပတ်သက်ပြီးတော့နိုင်ငံခြားသွားတော့လေသူ့ရဲ့ပတ်စံတွေကိုဖူးဖူးကယူသွားတယ်ယူသွားတာမဟုတ်ဘူးဘတ်သွားတာဒါပေမဲ့လည်းသိကြတယ်ကျော်သူရအနေနဲ့အဲ့ဒီပတ်စံတွေကို
နှစ်မျိုးမှမဟုတ်ဘူးဘာလို့လဲဆိုတော့ကိုချစ်တဲ့သူတယောက်ကိုအစင်ပြေအောင်သူ့အတွက်လမ်းလေးတစ်ခုဖောက်ပေးခွင့်ရလိုက်တာကိုကျဉ်းနေမှာပါအချစ်ဆိုတာဒါပါပဲမပိုင်ဆိုင်ရလဲချစ်လို့ရပါတယ်နောက်ဆုံးတစ်ယောက်ကတော့ယတသူ့ရဲ့တစ်ဖက်သက်အချစ်ပေါ့ငယ်ငယ်လေးကလေးကပေါင်းလာတဲ့တငယ်ချင်းအချစ်ဆုံးတငယ်ချင်းလင်းကလည်းယတကိုချစ်တယ်ယတကလည်းလင်းကိုချစ်တယ်1500အချင်းနဲ့ချစ်တာနော်ဒါပေမဲ့ဖွင့်မပြောဘာလို့ဖွင့်မပြောတာလဲသူတို့နှစ်ယောက်ကြားမှာရှိတဲ့တငယ်ချင်းဆိုတဲ့စီစောင့်ထင်းရမဲ့စီတွေကြောင့်ပေါ့ဒီနေရာမှာတခုလေးပေါ့နော်တချို့သောချစ်ချင်းမြတ်တာတွေကဖွင့်ပြောစရာမလိုဘူးလားတငယ်ချင်းဆိုတဲ့စီဆိုပေမဲ့လည်းယတကရောဘာလို့ဖွင့်မပြောတာလဲတစ်ဖက်ကလည်းဖွင့်ပြောတာကိုစောင့်နေခဲ့တယ်လीနှစ်ယောက်စလုံးကလည်းချစ်နေကြတာပဲအဲ့ဒါတွေကိုကာယကံရှင်တွေကိုနိုင်လေသိတယ်ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့ချစ်ချင်းမြတ်တာကြီးတွေကသူတို့ရဲ့ရှင်ဘက်ကြီးထဲမှာပဲရှိနေတယ်အဲ့တော့ယတနဲ့ဆိုရင်ကိုချစ်သူနဲ့တောင်မှပြောလို့မရတဲ့စကားတွေရှင်ဖွင့်လို့မရတဲ့စကားတွေဆိုရင်သူနဲ့ဆိုလစ်လက်စွာရှင်ဖွင့်ပိုင်ခွင့်ရှိတယ်ကိုအเจ้าကိုနားလည်ပြီးတယ်ကိုငိုရင်လိုက်ငိုပေးမဲ့သူကိုပျော်ရင်လိုက်ပျော်ပေးမဲ့သူကောင်းတာဆိုးတာမှန်သမျှပြောပြလို့ရတယ်ဒါဘယ်လိုမျိုးလဲတငယ်ချင်းလားဒါမှမဟုတ်တငယ်ချင်းထက်ပိုးနေမှာလားတခြားတာတစ်ခုကတော့နှစ်ယောက်စလုံးမှာစစ်မှန်တဲ့ချစ်ချင်းမြတ်တာတွေရှိနေမှာပါအခုပြောနေတာကဘာလဲ just friend မဟုတ်ဘူးနော်သိတယ်မလားဒီဘက်ခက်ကလည်းအဆိုင်ကြီးတွေကရှိရလေကိုရဲ့သူနဲ့တဲနဲ့ရတငယ်ချင်းတွေပါနောက်ကွယ်မှာတော့ထားပါအဲ့လိုဟာတွေကိုပြောတာမဟုတ်ဘူးသူတို့ကမဖောက်ပြန်ဘူးရှေ့မှာရောကွယ်ရမှာရောပေါ့သူတို့ရဲ့စီးတွေကိုမကြော်ခဲ့ပါဘူးဒီဝတ္ထုဖက်ရင်သိရမှာပါယတဆိုရင်လည်းသူ့ရဲ့အချစ်တွေကိုနှလုံးသားရဲ့တထောင်တနေရာလေးမှာပဲတင်ထားပါတယ်ဒါကချစ်ချင်းမြတ်တာပါပဲပိုင်ဆိုင်ရသည်ဖြစ်စေမပိုင်ဆိုင်ရသည်ဖြစ်စေသူလိုတာလေးကိုဖြည့်ဆည်းပေးမယ်သူလိုအပ်ချိန်လေးမှာကိုကအမြဲတမ်းလေးသူ့ရဲ့ဘေးနားလေးမှာရှိနေမယ်ကိုကြောင့်နဲ့သူပြောရတယ်ကိုကြောင့်နဲ့သူ့ရဲ့ဘဝလေးမှာအထောက်အကူလေးတစ်ခုဖြစ်မယ်တိုးတက်မှုလေးတစ်ခုရှိသွားမယ်ကိုကသူတို့ပြောတာလေးမြင်းနေရရင်ကိုကျင်းနေရဒါလေးတွေပါမပိုင်ဆိုင်ရမှန်းသိပေမဲ့လည်းပဲဖြည့်ဆည်းပေးတာဟာတစ်ဖက်သက်အချစ်သို့မဟုတ်စစ်မှန်တဲ့ချစ်ချင်းမြတ်တာပါအချစ်ကချစ်တက်သွားရင်ရိုးရှင်းပါတယ်ကျွန်တော်တို့ကဒါရှုပ်ထွေးနေကြတာပါကျွန်တော်ကတော့ကိုမိုင်းဝေထက်ကောင်လေးနဲ့ကိုပို့ပြီးညားစီခြင်းနဲ့ဖြစ်စေခြင်းနဲ့အတိုင်းလေးဖြစ်သွားတာကိုလည်းဝမ်းသာပါတယ်လင်းရအတွက်ကလေကောင်လေးက right person ဖြစ်တယ်လို့မြင်တယ်ကိုမိုင်းဝေနေမှာတော့လင်းမှာချုပ်ချယ်မှုတွေခံရတယ်လက်ထပ်ခါနီးအချိန်မှာသူမျက်နှိုးရပါတယ်ဆိုတဲ့ပကြီးအဲ့ဒါကိုအခန်းလေးတစ်ခန်းလုတ်ပေးဖို့အတွက်လင်းအနေနဲ့တောင်းဆိုခဲ့တယ်သို့ပေမဲ့လည်းကိုမိုင်းဝေကလုတ်မပေးခဲ့ဘူးပကြီးဆွဲတဲ့အချိန်တွေကိုလုံးလုံးကြီးမဆွဲနဲ့လို့မပြောပေမဲ့ရှော့ချခိုင်းလိုက်တယ်အကောင်လေးနဲ့ကြတော့အဲ့လိုမဟုတ်ဘူးနောက်ဆုံးအခန်းလေးကိုတော်တော်လေးသဘောကျတယ်ကိစ္စလေးတကူကြောင့်လင်းကသူ့ရဲ့ပကြီးကားချက်တွေအကုန်လုံးကိုရောင်းပလိုက်တယ်သူကိုနိုင်လည်းစက်မဆွဲတော့ဘူးအဲ့ဒီရောင်းတဲ့ပကြီးတွေအကုန်လုံးကိုကောင်လေးကဝယ်ထားတယ်နောက်ပြီးတော့သူ့ရဲ့အိမ်လေးရဲ့ဘေးမှာတီးတက်အိမ်လေးတစ်လုံးစောက်ပြီးတော့အဲ့ဒီပကြီးကားတွေကိုပြထားတယ်ပကြီးဆွဲတဲ့နေရာလေးတွေရောအဲ့ဒီနာလေးမှာစာလီတစ်စောင်နဲ့ရေးထားတယ်အမပကြီးပြန်ဆွဲရင်သုံးဖို့ဒါပဲအချစ်ဆိုတာလေကိုချစ်တဲ့သူကိုဖြည့်ဆည်းပေးဖို့သူကြိုက်တာလေးတွေကိုလုပ်ပေးဖို့ပါလင်းကပေးထားတဲ့လက်ဆောင်စာအုပ်လေးတွေစာတိုက်ကနေပို့ပေးထားတဲ့စာဆောင်လေးတွေဆိုရင်လေတီတီချာချာလေးကိုတင်ထားပါတယ်ဒါလေးတွေကတော့နှလုံးသားအပိုင်းတွေပေါ့နော်အခုကတော့ဘဟုတုတပိုင်းလေးပေါ့နော်ကောင်လေးနရသူကအစမှာဘာမှမဟုတ်တဲ့ကောင်လေးတယောက်မမကြောင့်သူ့ရဲ့စိတ်သက်တွေပြောင်းလာတယ်ရီမန်းချက်ပန်းနိုင်တွေရှိလာခဲ့တယ်စာဖတ်တဲ့အလေးအကျင့်လေးလည်းရလာတယ်ဒီဝတ္ထုတွေမှာနော်ဆီယမခီရှင်ညိုကလေလူငယ်တွေကိုစာဖတ်ဖို့စာဖတ်ခြင်းစိတ်ရှိအောင်မှာရေးပေးနိုင်လိုက်တယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့မြို့ကတိုးတက်မှုမရှိတဲ့နေရာဆိုရင်ကိုနိုင်ကဖောက်ထွက်ဦးစီးဦးဆောင်လို့နောက်ပြီးတော့အဲ့ဒီမှာရှိတဲ့ကလေးတွေကိုတိုးတက်အောင်လုပ်ပေးတာနောက်ပြီးပေးချင်တဲ့ message တခုနိုင်ငံနိုင်ငံရဲ့အနာဂတ်ကကလေးတွေလူငယ်တွေဆိုတာကိုပြောပြပေးသွားတယ်သူတို့ကိုမြင့်တင်ပေးရမယ်လို့ပြောပြသွားတယ်ဘာနဲ့မြင့်တင်ကြမှာလဲစာပေနိုင်ငံနိုင်ငံလူမျိုးတစ်မျိုးအစင်တန်းမြင့်ကျင်နေဆိုရင်
စာပေနဲ့တော့ညှင့်တင်လို့ရပါတယ်အဲ့ဒါကြောင့်မလို့စာဖတ်ကြပါယတာတုဒ္ဒအကုန်လုံးကိုဖတ်ကြပါနောက်တစ်ခုကတော့မိဘမယ်ကလေးတွေပါကိုရီရဲ့ဘဝဘေးအခြေအနေအရဒီလိုဖြစ်လာခဲ့ပေမဲ့လည်းပဲကျွန်တော်တို့ကိုမှစူးစမ်းပိုင်ခွင့်အပြည့်ရှိပါတယ်တခြားသူတွေနဲ့ဒန်းတူရင်မောင်တန်းနိုင်တဲ့အစွမ်းအစတွေလည်းပဲရှိပါတယ်သင်ငယ်စိတ်လည်းမဝင်ပါနဲ့အဲ့လိုပြောလို့လည်းမရပါဘူးလေနော်ကျွန်တော်တို့တောင်တစ်ခါတလေဖြစ်တတ်ကြသေးတာပဲအဲ့တော့အဲ့လို depression တွေဝင်လာတဲ့အခါမျိုးတွေမှာအဲ့ဒီအခြေအနေကြီးကနေစူးစမ်းပြီးတော့အတက်နိုင်ဆုံးနဲ့အမြန်ဆုံးရုံးထွက်ကြပါတခြားသူတွေကကိုယ်လာပြောရင်လည်း I don't fucking care ပဲလုပ်လိုက်လာပလဲရင်ဂယူးဆိုင်မနေပါနဲ့ဒီထက်ကထူးဆန်းတာလေးတခုတချို့အခန်းကစကလုံးတွေဆိုရင်ကျွန်တော်ကြက်သိမ်းထားစီပါတယ်ဥပမာစာမျက်နှာ28ကစာလိုမျိုးတကြောပြန်လာကြပြီဆိုတဲ့နေရာမျိုးမှာပေါ့နောက်ပြီးတော့မိတ်ဆွေတို့ရောကျိန်စာတွေဘာတွေကိုယုံလားဒီဘက်ခင်မှာရောရှိသေးတယ်လို့ထင်လားကိုယ့်ရဲ့အမြင်လေးတွေကိုလည်းပြောခဲ့ကြပါအောင်လက်ကျန်လာအောင်ဖတ်ပြီးတော့သွားကျင်နေတဲ့ပကံနရတူဖတ်ပြီးမှလည်းတကယ်ကိုသွားကျင်နေပါတယ်ဘယ်တော့သွားပြမလဲတော့မသိဘူးဒီဝတ္ထုတွေမှာဆိုရင်ပကံကနရတူမင်းရဲ့အကြောင်းအရာတချို့ကိုလည်းတမိုင်းကြောင်းတချို့ကိုလည်းအဖတ်ရှုရပါလိမ့်မယ်ကျွန်တော်ပြောနေကြစကားအတိုင်းပဲတုတ္တရောယတရောခံစားလို့ရတယ်ကျွန်တော်ကိုနိုင်ကလည်းဝတ္ထုဖတ်ပြီးဆိုရင်ဒီစာအုပ်ကငါအတွက်ဘာမှသားစရာများကြံမလဲလို့အဲ့လိုမျိုးရွေးပြီးဖတ်တာကြောင့်လည်းပါမယ်ပေါ့လေဒီလောက်ပါပဲဒီစာအုပ်လေးကိုလည်းကျွန်တော်စီမှာလာရောက်မှာယူလို့ရပါတယ်ဗီဒီယိုကိုဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် review လုပ်စေချင်တဲ့စာအုပ်လေးတွေရှိရင်လည်း comment မှာရေးပြီးသွားနိုင်ပါတယ်တာယာပျော်ရွှင်မကောင်းတဲ့နေ့ရက်ဒီပိုင်ဆိုင်နိုင်ကြပါစေ